ရှင်တို့တော့မသိဘူးကျမမှာတော့နှိုးဆက်လေးရှိပါတယ်ချင်းပရင်းပေါက်လေးဖွင့်လိုက်မယ်ပြီးရင်တော့ညတောက်ထားရေးတံမှုတွေသိမ့်ပါမယ်တပတ်တာလုံးဖွာရတဲ့အခန်းလေးတွေကိုရှင်းပါမယ်ရှင်လက်တော့ဘောကပုံနေတဲ့ပိတ်တာလောက်ရှိနေပါပြီအမြဲတမ်းကြိုးတွေကလည်းရှုပ်ဘရောမှလည်း mouse ကိုပြန်ပြီး off တာမျိုးမလုပ်ဘူးပေါ့နော်အားလည်းမသွင်းခြင်းတပိတ်တာလောက်ရှိနေတဲ့ပုံတွေကိုတုတ်လိုက်ပါတယ်ဘေးနာခုံတွေရောစပွဲတွေရောအကုန်ရှိမြတယ်ကုန်လိုက်တော့ပါတယ်ပြီးရင်တော့ကျမကတော့အိမ်တော်နေ့တစ်ခါတော့အမြဲဆေးပြပါတယ်ဒီနေ့ကတော့ဆေးမယ်လဲဆိုတော့ကျမဆေးတဲ့ဟာလေးလဲလိုက်တယ်ပေါ့နော်ဇပင်းစီးထားဆိုပြီးတော့အထင်မသိလိုက်ပါပဲပြီးခါလေးချိုးကောင်းရှော့ပါဒီစိုးတဲ့အိမ်သားရေးပေးခြင်းတွေပေါ့နော်တရိတ်တဲ့နေရာရဲ့အကုန်လုံးအမြဲတမ်းတိုက်ချုပ်စေးပါတယ်အဲ့လိုလက်နဲ့တိုက်ရပို့ပြီးတော့ပေါ့နော်အားရကျွန်တော်တို့ခေါ်နေပဲလိုက်တိုက်လိုက်ပါတယ်ပြီးနေလို့စစ်ချလိုက်တယ်နေ့တာအမိုက်တွေသွန်းလဲပြီးရင်အိတ်ချွတ်တွေစွတ်တယ်အမွေပဲတွေထည့်တယ်ဒီချူတွေထည့်ပါတယ်ဒါနဲ့ရေချူကတက်ဆက်တယ်ဆိုတော့အမြဲတမ်းတော့တတော်နဲ့လောင်းချပါတယ်အားလုံးပြီးရင်တော့လက်ပြောင်းစီးလိုက်ပါတယ်ပြီးရင်တော့ညီမသွားတိုက်နေတယ်ပါမယ်သွားတိုက်စီကလည်းအစ်ရှိရဲ့တမီအဟောင်းပြောင်းရောက်3ချင်လို့သုံးတာအေးဟဲ့ပြီးရင်တော့မျက်နှာတက်လိုက်ပါတယ်ခါရကြရင်လည်းမျက်နှာတက်ကကြမျက်နှာတက်စင်းနဲ့မတင်မြင်ရဲ့ရက်တိရှိပါတယ်ဒီနေ့တော့ဗီဒီယိုရမှာဆိုရအောင်တက်လိုက်ပါတယ်အဲ့တက်ပြီးသွားရင်တော့ရေချိုးဖို့လုပ်နေတဲ့အချိန်မှာကျမကောင်လေးကလာခေါ်ပါဆိုလို့တော့ခေါ်လိုက်ပါသေးတယ်။သွားခဲ့မနေ့ပိုင်းဆိုကျမစီကိုလာပြီးမနေ့စာလာစားပါတယ်။ရုံးပြန်ရင်လည်းတမင်းဝင်ဆိုင်ပြီးမှအိမ်ပြန်ပါတယ်။တလန်းစားတယ်ပေါ့နော် PSC လေးလဲလိုက်တယ်တော်တော်လက်လက်ပြီးရနဲ့အေးရခင်းလေးပါလေးပဲလဲပြီးတော့မှပဲရေချိုးတော့မယ်ဆိုပြီးအေးရခင်းမှလဲလိုက်ပါတယ်။အေးရုပ်ရည်နဲ့ဖက်အေးရတယ်တစ်ခုကောင်းတယ်လို့တစ်ခုလည်းမကောင်းပါဘူး။အေးရခင်းလည်းကနေကြအဲရုပ်တွေပြန်သေးရအရင်လုံးချက်ပါတယ်။အဲ့တော့အေးကနေကြရင်ပေါ့နော်ရေတံပူတွေကရင်ပေါ်တင်းနေပြီးဒီမောက်တယ်အခုတော့ကပါရီပေါ့နော်ပြန်လေးလိုက်ရပါတယ်။ကောင်းစုတွေလည်းမွေးနေရပဲ။ရေခင်းလေးပုံလာရှိုးလိုက်တော့နော်။မှန်ဆိုရင်တော့အေးခင်းရတဲ့ဘက်တစ်ခါလဲပါတယ်။ကျမကလေးတွေကရင်ပေါ်တက်ရင်တော့ကျမနဲ့ရတစ်ခါ3တစ်ခါလဲပါတယ်။ကျမအရင်ကြိုက်တဲ့ဆောင်းလေးပေါ့နော်။ Try and slow လေး။ဆိုတော့ညီမရေချိုးကောင်းလျှော်ပါတယ်တော်တော်လေးပဲ။နေဘူးတဲ့အမြဲသွားနေတော့ပေါ့နော်။အသားဖြူလာအောင်ဆိုပြီးသွားဖြူစပြားရေးသုံးနေရပဲ။ဖြူသေးတော့။သမကတော့မလက်စားနေပါပြီ။သမကတော့မနေ့ကဝေထားတဲ့နန်းကြီးလေးကိုရင်းလေးဖြော်ပြီးတော့ပဲစသားချက်လေးနဲ့ပဲဖြစ်တယ်လို့လေးတုပ်စားလိုက်ပါတယ်။ဆက်ဆက်လေးတုပ်စားလိုက်ပါတယ်ရှင်။ဒါကတော့ကောင်းလျှော်ပြီးသွားရင်အမြဲလှုပ်ထားတဲ့စပီပုံစံပေါ့နော်။အဲ့ဒါကောင်းပြောင်းတုပ်လို့ဆိုပြီးပွားစီပြောတာခံလိုက်ပါတယ်။ဟုတ်ပါဘူး။ဒီကတော့တော့တော့စားလို့ပြီးပြီဆိုတော့သူ့ကိုရုံးသွားပို့အတွက်ပေါ့နော်။လိုက်ပို့လိုက်ပါတယ်။အပြန်ခေါင်းမချောက်သေးရနဲ့ခေါင်းလေးတွားရမှုလိုက်ပြီးတော့ကျမရဲ့10မိနစ်တာပေါ့နော်။ဟာလေးကတော့ဒီမှလေးပြီးဆုံးသွားပါပြီ။